ဒီမိန်းကလေးကတကယ်ကိုရုပ်ဆိုးလွန်းလာပါတယ်ဒါပေမဲ့သူကအကြောင်းရဲ့အားလုံးကတတ်မှတ်ထားတဲ့အလက်နဲ့ဖျားမှဖြစ်နေပြန်ရောအကြောင်းရင်းကတော့တခုတည်းပါပဲသူ့ရဲ့မိတ်ကပ်လိမ့်ချယ်တဲ့ပညာက plastic surgery လုပ်တာထက်တောင်ပိုတော့နေလို့ပါပဲသူမက foundation ကိုယူပြီးမျက်နှာပေါ်တင်တဲ့လက်နှစ်ဖက်နဲ့တေချာနှက်အောင်ပုတ်လိမ့်ပြီးဖြည်းဖြည်းချင်းပုတ်ပေးလိုက်တယ်ပြီးတော့မိတ်ကပ်ပစ္စည်းတွေကိုထုတ်ပြီးတေးတက်လှပတဲ့မျက်ခုံးမွေးလေးတွေဆွဲတဲ့ eyeliner နဲ့ eyeshadow တွေချဲတဲ့မျက်နှာကိုတေးသွားစေဖို့အတွက် brush နဲ့ contour ခံတော့တွင်းတယ်နောက်ဆုံးနှက်ခမ်းနီလေးပါဆိုးလိုက်တဲ့အခါမှာတော့ရုပ်ဆိုးမလေးကနေချက်ချင်းဆိုသလိုရင်တက်ရှုမောခွဲအလှပ generic မလေးအဖြစ်ပြောင်းလဲသွားပါတော့တယ်သူမကကြောင်းထဲကိုရင်ရင်လေးရှောက်ဝင်လာတဲ့အခါကျောင်းနေဘက်တွေကသူမရဲ့ကြောပြင်ကိုမြင်ုံနဲ့တင်အော်ဟစ်အားပေးကြရတယ်ဒါပေမဲ့ဒီကျောင်းကွင်း campus building လေးကငငယ်ကလေးကရုပ်ဆိုးခဲ့တာပါသူ့နာမည်ကမေရီတဲ့ငငယ်တုန်းကဆိုသူမကအရန်ရုပ်ဆိုးလို့လူတွေကယောက်ျားလေးလိုတောင်ထင်ခဲ့ကြဘူးတယ်အဖိုးနဲ့အဖွားကအစသူမကအရန်ရုပ်ဆိုးလို့သူတို့မြစ်ဆိုတာတော့မယုံနိုင်ခဲ့ကြဘူးမေရီကသူမကိုသူမတကယ်ရုပ်ဆိုးမှန်းသိတာကြောင့်အရန်ကိုယုံကြည်မှုပျောက်ဆုံးနေခဲ့ရပါတယ်တနေ့တော့ TV ကြည့်ရင်ချောတဲ့မိန်းကလေးတွေကလှပတဲ့အဝတ်စားတွေဝတ်ကြတာကိုသတိထားမိသွားတယ်ဒါနဲ့ပဲသူမကအဲ့ဒီမိန်းကလေးတွေဝတ်တယ်လို့လိုက်ဝတ်ကြည့်ပေမဲ့သူမရဲ့ရုပ်ဆိုးတဲ့ရုပ်ရည်ကြောင့်တခြားကလေးတွေရဲ့လှောင်ပြောင်မှုကိုပဲခံခဲ့ရတယ်သူမကအိမ်ကိုငိုပြီးပြပြန်လာ TV ကိုပိတ်ပြီးဝမ်းနဲ့ပက်လက်ငိုကြွေးခဲ့ရရှာတယ်အထက်တန်းကျောင်းရောက်တဲ့အခါမှာလည်းဘသူကမှသူမနဲ့တငယ်ချင်းမဖြစ်ချင်ကြဘူးသူကတခြားရုပ်ရည်ရိုးရှင်းရှင်းပဲရှိတဲ့အတန်းဖော်တွေနဲ့တငယ်ချင်းဖြစ်ဖို့စူးစမ်းကြည့်သေးပေမဲ့သူတို့ကလည်းသူမကိုပြစ်ပယ်ထားကြတယ်ကံကောင်းချင်တော့ကျောင်းမုတ်ဈေးတန်းမှာအလုပ်လုပ်တဲ့ရုပ်ချောတဲ့ကိုလူချောတယောက်ရှိနေခဲ့တယ်သူကတော့မေရီကိုအထင်မသေးခဲ့ဘူးသူတို့နှစ်ယောက်စလုံးကတူညီတဲ့တခြင်းတွေကိုနားထောင်ရတာဝါသနာပါကြတယ်မေရီကအဲ့ဒီကိုလူချောတခြင်းစီးချက်အတိုင်းလှုပ်ရှားနေတာကိုကြည့်ပြီးအယမ်းမိုက်တယ်လို့ခံစားရပြီးသူ့ကိုသဘောကျမိသွားပါတော့တယ်တခါတော့မုတ်ဈေးတန်းမှာမုတ်သွားယူရင်းနဲ့မေရီကသူ့ကိုနောက်နေ့နေ့လယ်မှာတွေ့ဖို့ချိန်လိုက်တယ်သူမရဲ့ရင်ထဲကခံစားချက်တွေကိုဖွင့်ပြောချင်လို့ပါအဲ့ဒီညကအိမ်ပြန်ရောက်တော့မေရီတယောက်အသေးပုံကွက်ကီးတွေနဲ့ကိတ်မုတ်တွေကိုထိုင်လုပ်နေခဲ့တယ်နောက်နေ့ရင်ဖွင့်ရမယ့်အရေးကိုတွေးပြီးရင်ခုန်လုံးလို့အိတ်တောင်မပြောနိုင်ခဲ့ဘူးခေါင်းကိုပွေ့ချပြီးတော့တောင်ဘလို့ရင်ဖွင့်ရမလဲဆိုတာကြင်ကြည့်နေခဲ့မိတယ်နောက်နေ့မှာတော့သူမကလက်ဆောင်ဘူးလေးကိုကျောင်းကိုယူလာခဲ့တယ်ဒါပေမဲ့ကျောင်းကလူမိုက်မလေးတယောက်ကမေရီကိုမနှက်စာသွားဝယ်ခိုင်းတာကြောင့်ပြေးထွက်သွားရင်မေရီတယောက်စပွဲပေါ်ကရင်ဖွင့်လာလက်ဆောင်ဘူးလေးကိုယူဖို့မေ့သွားခဲ့တယ်အဲ့ဒီလူမိုက်မလေးကလက်ဆောင်ဘူးကိုတွေ့ပြီးဖွင့်ကြည့်လိုက်ရကနေကပ်ပြားလေးကိုဖတ်မိပြီးမေရီတယောက်ရင်ဖွင့်တော့မယ်ဆိုတာသိသွားပါတော့တယ်ဒါနဲ့ပဲသူကဒီရင်ဖွင့်ပွဲကိုဖျက်ဆီးဖို့စိတ်ကူးပြီးလှောင်ရင်လိုက်တယ်သူမကမုတ်ဈေးတန်းကိုသွားပြီးအဲ့ဒီကိုလူချောကိုသွားရှာတယ်တကယ်တော့အဲ့ဒီကိုလူချောကဒီလူမိုက်မလေးကိုသဘောကျနေတာပါအဲ့ဒီမိန်းကလေးကမေရီကသူ့ကိုရင်ဖွင့်တော့မယ့်အကြောင်းပြောပြီးစိတ်မကောင်းဖြစ်တဲ့ရုပ်ခမ်းပြလိုက်တယ်ကိုလူချောကလည်းချက်ချင်းပဲညှင်းဆိုပြီးငါကမင်းတယောက်တည်းကိုပဲသဘောကျတာပါမင်းကိုစိတ်နှောက်ယှက်ဖြစ်အောင်လုပ်မိလို့တောင်းပန်ပါတယ်ဆိုပြီးသူ့မျက်နှာကိုသူပြန်ရိုက်ပြခဲ့တယ်မိန်းကလေးကတော့လက်ကပြပြီးတားလိုက်တာပေါ့သူတို့ဆက်နောက်ပြီးတဲ့နောက်လမ်းခွဲသွားကြပေမဲ့အဲ့ဒီမိန်းကလေးကလှည့်ထွက်မှာပဲမျက်လုံးဆောင်းလိုက်တယ်တကယ်တော့သူမကအဲ့ဒီကောင်လေးကိုလုံးဝသဘောမကျပါဘူးပြဿနာရှာရတာကိုပဲသဘောကျတာပါနေ့လည်ရောက်တဲ့အခါမှာတော့မေရီကကောင်လေးကိုလက်ဆောင်ဘူးလေးကမ်းပေးပြီးရင်တုံပန်းတုံနဲ့ရင်ဖွင့်စကားစပြောပါတော့တယ်ဒါပေမဲ့ကောင်လေးကဒေါသတကြီးဖြစ်လာတယ်မေရီကဘာဖြစ်လို့လဲဆိုတာလုံးဝမသိရှာဘူးကောင်လေးကမေရီကိုရိုင်းဆိုင်ဆဲဆိုဖြစ်ပြီးအိမ်ပြန်ပြီးမှန်ထဲမှာမင်းရုပ်မင်းပြန်ကြည့်စမ်းဘလောက်ရုပ်ဆိုးလဲလို့ပြောကလက်ဆောင်ဘူးကိုပုတ်ချပြီးထွက်သွားပါတော့တယ်မေရီတယောက်ရင်ကျုံမတက်ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအနီးနားကနေလှောင်ရတန်းတွေထွက်ပေါ်လာတယ်အဲ့ဒီလူမိုက်မလေးနဲ့တခြားဖွဲ့တွေကဖုန်းတွေကိုစီနဲ့ထွက်လာကြတာပါသူတို့ကအမှောင်ထဲမှာပုံပြီးဗီဒီယိုခိုးရိုက်နေကြတာဖြစ်ပါတယ်ကောင်လေးတယောက်ကမေရီကိုတွန်းလဲပစ်ပြီးလက်ဆောင်ဘူးတွေကကွက်ကီးတွေကိုမေရီကောင်းပေါ်တွန်းချပစ်လိုက်တယ်မေရီတယောက်လုံးဝစိတ်တန်ရာရသွားပြီးနင်းတို့ငါ့ကိုဘာလို့ဒီလိုလုပ်ကြတာလဲလို့ငိုပြီးမေးတော့အဲ့ဒီမိန်းကလေးကနေရုပ်ဆိုးလို့ပေါ့လို့ပြန်ပြောခဲ့တယ်မေရီကငိုယိုပြီးထွက်ပြေးခဲ့တယ်လမ်းမပေါ်ရောက်တဲ့အချိန်မှာတော့အဲ့ဒီဗီဒီယိုကကျောင်းရဲ့ forum ပေါ်မှာပြန့်နှံ့သွားခဲ့ပြီဖြစ်ပါတယ်ကွန်မန့်တွေကမေရီနှလုံးသားကိုပို့ပြီးနာကျင်စေခဲ့လို့ဖတ်ရင်းနဲ့ငိုနေခဲ့မိတယ်နောက်ဆုံးမှာတော့သူမကကျောင်းခေါင်မှုထက်ကိုရောက်သွားခဲ့ပါတော့တယ်ဒါပေမဲ့နောက်ထပ်ရောက်လာမဲ့လူတစ်ယောက်ကတော့သူမရဲ့ဘဝကိုထာဝရပြောင်းလဲပစ်တော့မှာဖြစ်ပါတယ်